အဲ့တော့ကျွန်တော်ဒီထိုင်းနိုင်ငံမှာရှိတဲ့နော်ကျွန်တော်ကိုယ်တိုင်သူများကြီးခေါ်တဲ့ challenge တွေရောပြီးကြလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ကိုယ့်ကို challenge လုပ်တဲ့အရာတွေကို join သွားမှာပဲဖြစ်ပါတယ်နော်အခုဆိုလို့ရှိရင်ဒါမြန်မာစံတော်ချိန်2နာရီခွဲရှိပြီကျွန်တော်ဒီ2နာရီခွဲကနေစပြီးတော့36နာရီမိတ်ပဲနေမှာဖြစ်ပါတယ်အခုဒါကတော့ကျွန်တော် game shop မှာဖြစ်ပါတယ်ကျွန်တော် game shop ဖို့တော့ဖုန်းထဲဝင်လိုက်ပြီးကျွန်တော် game မဲ့ hero ကတော့မားတစ်ဖြစ်ပါတယ်အခုကတော့တနားရှိသွားပြီပေါ့နော်ကျွန်တော်2နာရီခွဲကနေစတယ်အခု3နာရီခွဲသွားပြီမိုဘိုင်းလေးချက်2ပွဲဆိုတာ2ပွဲနိုင်တယ်ဒါပေမဲ့2ပွဲလုံးကြီးကြိုက်သွားတယ်နော်တပွဲကတော့ကျွန်တော်ညံ့လို့စမ်းကြိုက်နေစမ်းရုံးတဲ့ပွဲကကျွန်တော်ညံ့အောင်လို့ဟိုမစ်ကဒီဖေးကကျွန်တော်ကိုပဲတိတက်လိုက်ပြီးတော့ကျုံးနေတယ်လို့မျိုးဖြစ်နေခြုံနေရတယ်ဒီကောင်ဆော့ဆော့ပြီးတီးရအဲ့တော့ကျွန်တော်ကြီးကြိုက်သွားတယ်တင်းနာရီချပြီးနောက်ညနေ4နာရီခွဲမှာမိုးတွေရှယ်သွားတယ်လေးနာရီခွဲမှာမိုးတွေရှယ်သွားနေပါပြီကျွန်တော်အရင်ကြိုက်တဲ့ caster တွေရဲ့ string ကိုကြည့်မှာပဲဖြစ်ပါတယ်เนาะကျွန်တော်မြန်မာနိုင်ငံမှာကြိုက်ဆုံးမဲ့ဒီ caster 3ယောက်ကဒီ game number 5ရေးစီကိုအရောက်သွားနိုင်မလားဆိုတော့အခြေအနေမျိုးတော့ကြည့်ရမယ်ဗျ regular season ရဆိုရင်တော့ EVOS ကလည်းနည်းပိုတာတယ်ဆိုတဲ့အခြေအနေမျိုးရှိတယ်ဘိုးကြီးတို့နဲ့ K နဲ့တိုင်ပတ်တယ်ဆိုတဲ့အရရှိလို့သွားယူပဲဖြစ်ပါတယ်အားလုံးကလက်မလေးတဲတွေနေကြကြပါ Facebook ကကြည့်တဲ့ညီကိုရော YouTube ကကြည့်တဲ့ညီကိုရောကျေးဇူးအများကြီးတင်ပါတယ်เนาะကျွန်တော်တို့ရဲ့ channel တွေကိုလည်း subscribe what's that ခေါ်တော့ည9နာရီ6မိနစ်ရှိပါဒါ game ပွဲ Gifan နဲ့ PDR ပွဲကြည့် PDR နိုင်သွားပါတယ်9နာရီ17မိနစ်ရှိပြီပေါ့နော်ကျွန်တော်ပြင်ဦးဟို10မိနစ်15မိနစ်တော့လမ်းလျှောက်မှာဖြစ်ပါတယ်เนาะကျွန်တော်အရှိရနေရာလေးပြပေးမယ်ပြင်နေဟိုကမဖြစ်တာကြာပြီဆိုတော့မထွက်တာကြာပြီဆိုတော့သိရတိုင်းဒါလမ်းလျှောက်ပြီးသွားပါပြီအခုကျွန်တော်အိမ်ဘက်ကိုပြန်လျှောက်တော့မှာပေါ့နော်ဒီကြိုင်အိမ်မှာကျွန်တော်ရဲ့ကောင်မလေးအမျိုးသမီးကကျွန်တော်ရေခဲဝယ်ခိုင်းလိုက်တာဖြစ်ပါတယ်ကျွန်တော်ရေခဲတောက်ဝယ်မှာပါရေခဲဝယ်ပြီးအိမ်မပြန်တက်မှာဖြစ်ပါတယ်ခုရေခဲဝယ်ပြီးပါပြီရေခဲဝယ်ပြီးပါပြီအတေးဒီဆိုင်နာထမင်းဦးသေးမှဖြစ်ပါတယ်ထမင်းဦးဒီထိုင်းနိုင်ငံမုတ်တရားတခါလေကြရင်မြန်မာစားစာရည်နဲ့နီးစပ်တယ်ဆိုပေမဲ့ခါကြရင်လည်းလုံးဝကွဲလဲသွားပြန်အခုဆိုလို့ရှိရင်ဈေးကနေဝယ်လာတဲ့မုတ်တစ်ခုကျွန်တော်ပြောပြနော်ကစုံးရယ်ဟိုနို့ရယ်ဘာနို့လဲတော့မသိဘူးပြန်ဆန်ပြက်ပြောတာထမင်းကြီးလိုပုံစံမျိုးရယ်ဗျာအဲ့ဒါစားရတာဘယ်လိုရှိလဲကျွန်တော်ပြန်ပြောမှာရမယ်နော်ဒီမှာတို့ရေရလာတော့ပြောမှာပြန်ဒီကစုံလာပါတော့ပြတက်တောက်နေတမျိုးပြရေအရင်ချိုတယ်အဲကျွန်တော်ရဲ့အစားအသောက်ကိုဒီ36နာရီ36နာရီ floor ထဲမှာ review ပေးရမယ်ဆိုတော့ကျွန်တော်မကြိုက်ပါဘူးဒါ And I'm all bite and no bark. An ally has slain the turtle. Killing spree.
8:33ဖြစ်ပြီပေါ့နော်ကျွန်တော်ညစာထားဖို့အတွက်ထမင်းနေဟင်းနေချက်နေပြီပေါ့နော်ထမင်းကတော့ကြက်သွားပြီဟင်းကတော့ဘိုင်းလဲဆိုတာပြတ်မှာဖြစ်ပါတယ်ချင်းရင်းပါနော်ချင်းကိုကျွန်တော်လုံးနေရဖြစ်ပါတယ်ဒီမှာပါခုကတော့ည8:40ရှိပါတယ်ကျွန်တော်ခဏနေထွင်းစားတော့မှာဖြစ်ပါတယ်ရေချိုးပါမယ်ခုကတော့ရေချိုးလို့ပြီးသွားပြီပေါ့နော်9 မိနစ်ကြာโอเคထွင်းစားရဲ့ညံပြန်တွေ့ပါမယ်ကောင်းလေးပါရှော့ပြီးအကုန်လုံးမျက်နှာတွေပဲတုပ်ပြီးသွားပြီပေါ့နော်တခုတော့နားလည်သေးချင်တာကျွန်တော်ရဲ့ဗီဒီယိုတွေကဘောင်မပြည့်ရတယ်ညပတ်ဒီကာလာတွေမလှတာတွေဗီဒီယိုတွေလှုပ်နေတာတွေကိုတိခတ်ပေးပါပေါ့နော်နောက်ပိုင်းဗီဒီယိုအဆင်ပြေသွားရင်လူငားမယ်ပေါ့နော်လူငားလဲကျွန်တော်တို့ဝါသနာပါတဲ့လူငယ်တရားကိုလက်တွဲခေါ်မယ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားရတယ်နောက်တစ်ခုကကျွန်တော်ဒီထိုင်းနိုင်ငံရဲ့ဒီနေဆက်တဲ့နေရာမှာအလုပ်လုပ်လိုက်တာပတ်စံနေရှုံးသွားတယ်ပေါ့နော်သူများတွေပဲအကျွေးကိစ္စတွေရှိနေတော့လုံးပန်းနေရအောင်ဆိုတော့ကျန်တဲ့လိုအပ်ချက်တွေအားလုံးနားလည်ပေးပါပေါ့နော်ကျွန်တော်ဒီတိုင်းလေးပဲဘယ်လိုပြောမလဲ reality ဆက်ဆံဗီဒီယိုရိုက်ပြန်ပါပေါ့နော်ကျွန်တော်ရဲ့ဟာတွေကိုကျေးဇူးတင်ပါတယ်အခုတော့ကျွန်တော်မတော်တိုက်စီတော့မှာပါထိုင်းဆန်တော့ကျ10:51ရှိပြီပေါ့နော်22:51ဆိုတော့အဲ့တော့ကျွန်တော်အခုထမင်းစားတော့မှာဖြစ်ပါတယ်ကျွန်တော်စားမဲ့ထမင်းနေဟင်းနေပြတ်ပါမယ်ပြီးကြရင်စားပါအောင်လို့လည်းတစ်ခါတည်းခေါ်ပါတယ်ဒါကတော့เนาะဒီဟာလေးကတော့ကျွန်တော်တို့ဒါတီးဆုံချင်းပေါ့နော်ဒီချင်းရဲ့ပြီးရင်ဒါကပြားမှုကြော်ရဲ့ပြီးကြလို့ရှိရင်ဒါကတော့ဒါငပီတောင်းပေါ့နော်ပြီးကြလို့ရှိရင်ဒါခုနချင်းလွန်ထက်တဲ့ပေါ့ဒါကတော့မရှိမဖြစ်ပေါ့နော်ကျွန်တော်ပကြမ်းလေးနဲ့ဆက်လိုက်လေးနဲ့အဲ့ဒီမှာနေပါစကြပါအောင်ခင်ဗျာလေတံလေးတော့ပါတယ်နော်စကြပါအောင်ကျွန်တော်အခုဆိုလို့ရှိရင်ဒါထမင်းစားပြီးပါပြီပေါ့နော်ထမင်းစားပြီးအောက်မှာထမင်းစားပြီးရင်မပါမဖြစ်ပါဘူးဒါဆက်လိုက်ဖြစ်ပါတယ်ဆက်လိုက်တောင်းပြန်အသက်မပြည့်သေးတဲ့လူတွေတောက်လို့မရဘူးပေါ့နော်ည7 နာရီထိုးတော့မှာခုကတော့ထိုင်းစံတော်ချိန်ည12 နာရီရှိပြီပေါ့နော်ဟိုကျွန်တော်ဒီမှာအဝိုင်းလေးနဲ့ပြထားပါတယ်ခုထိတော့ fine လေးခုတော့ည1 နာရီထိုးပြီပေါ့နော်ညာသေးဘူးကတော့ပုံမှန်တိုင်းပါပဲမျက်လုံးတွေကတော့လည်းဆက်လာပြီလို့ပါတော့မျက်လုံးတွေဆက်လာပြီအပြင်ပြပေးမယ်ကျွန်တော်ဒါဒီ1 နာရီတော့တွင်းပေါ့နော်2 နာရီထိုးကနေဒီအပြင်နေသွားတဲ့ချိန်မှာကျွန်တော်ကြားထဲမှာတရေ6ခံလိုက်ရပါသေးတယ်အဲ့တော့ထိုင်းစံတော်ချိန်ညပေါ့နော်2 နာရီနဲ့18 မိနစ်ရှိပြီခဏနေလို့ရှိရင်ကျွန်တော်12 နာရီပြည့်ပြီပေါ့နော်36 နာရီမှာလူလည်းတော်တော်ပြိုင်းနေပါပြီအဲ့တော့မန္တလေးမှာအလုံးရင်းနဲ့ထိုးစစ်ဆင်ဖို့လုပ်နေတဲ့အချိန်မှာ6တို့ပခုတ် group ဘက်ကဟာတသက်မဲ့ဆောက်လို့ရှော့အောင်ရောင်ပြနေတာ view site စီရမလို့ဆိုပြီးတော့တွက်ခဲ့ကြတယ်ဟုတ်ပါပဲတတိယဘုံပောက်ကွဲခဲ့တယ်ဆော်ရီကလည်းအပြင်ဘက်ကအချိန်မှာစက်တင်နေတွေ့နေရှိပါတယ်မဖြစ်နိုင်ဘူးပြောပါအဲ့ဒီမှာကျတော့မဖြစ်နိုင်ဆိုတော့ဘယ်လိုပြောကြလဲဆိုတော့ဒီဘက်ကခေါင်းဆောင်တယောက်နဲ့ဒီဘက်ကခေါင်းဆောင်နဲ့တွေ့မယ်ခေါင်းဆောင်ချင်းနှစ်ယောက်တွေ့လိုက်၄ နာရီကြာပြီးနောက် မှန်တိုင်းပြောရရင်ကျွန်တော်ကစကွန်တိုင်းနေငကိုကရမ်းများလေကျွန်တော်ဒီ Facebook စာပေ Facebook monetization error တွေ YouTube စာပေ YouTube monetization error တွေ TikTok စာပေ TikTok monetization error တွေပြင်ကျွန်တော် KB weight level 2အဲ့ဒါတွေကိုမပုံနေနေပါတယ်တင်ပြီးသွားပြီဗျာပြန်သုံးလို့မရတော့လို့ level 2တွေလောက်ပေးရမျိုးတွေပြီး version စာပေတွေအဲ့ဒါတွေလောက်တာအောင်ငကိုကလောက်တော့စကွန်တိုင်းနေရမ်းများတော့ကျွန်တော်အာရုံကြောအားစီတောက်ပါအခုတော့မနေ့6 နာရီထိုးတော့မယ်ပေါ့နော်မိနစ်20ပဲလို့ဟုတ်လားလူကတော့အရင်အိတ်ရှင်လာပြီးတော့မူတူတူလေးဖြစ်လာတယ်
အဲ့လိုမျိုးဖြစ်တာခုကတော့မနေ့6နာရီ15ရှိပေါ့နော်မျိုးလုံးနေတာခုကတော့9နာရီခွဲပါပြီပေါ့နော်လူကတော့တော်တော်ကားတယ်ခုနငရုတ်ကြီးသွားလန့်နေပြီးတော့ကျွန်တော်ကော်ဖီတစ်ခွက်တောက်လိုက်ရပေါ့နော်အဲ့တော့အခုဒီချိန်လေးကဘယ်လိုရှိလဲလို့ပြောလို့ရှင်ဘာမှလက်ရှင်ကိုင်းနေစိတ်လည်းမရှိတော့ဘူးဘယ်မှလည်းမသွားခြင်းတော့စကားပြောရတာလည်းအဆင်မပြေဘူးအဲ့လိုဖြစ်ရေချိုးလိုက်တော့လမ်းသွားရေကတော့နှစ်ခါရှိပြီချိုးတယ်ခုကတော့10နာရီခွဲသွားပြီเนาะကျွန်တော်သမင်းတင်မယ်ပေါ့เนาะကျွန်တော်မိမအလုပ်ပြန်လာတော့မှာเนาะ7ခွဲတနာရီလောက်ကြာတယ်သူစားဖို့တော့ကျွန်တော်သမင်းတင်ပါဖြစ်ပါတယ်ကတော့7နာရီခွဲပါခုနငရုတ်တီးပါလာလှမ်းလိုက်လူကတော့တော်တော်နှောင်းနေအခုကလိုင်းလျှောက်လို့ရှိရင်နည်းပုံမောလာတယ်ပြီးရင်လူကနှောင်းပြီးစကားပြောခြင်းသိရှိမရှိဘူးဖြစ်နေတာပေါ့နော်ဒါတော့ကျွန်တော်အနာပုံဒီတစ်လုံးတောက်ထားတယ်အခုခါရပေါင်းတောက်ပါလေပါကြည့်ချင်တဲ့ဗီဒီယိုတွေလည်းကျွန်တော်ကြည့်ပြီးသားရပါတော့ကြည့်ပြီးသားဆိုတော့အခုကဘယ်လောက်ရှိသွားလဲ12နာရီနဲ့30ရှိပြီနော်12နာရီခွဲသွားပြီခဏနေထမင်းစားမယ်24နာရီပြည့်တော့မယ်ပေါ့နော်2နာရီခွဲကြာအခုချိန်ကြီးတော့အဆင်ပြေပါသေးတယ်ကိန်းတော့မှာဖြစ်ပါတယ်တပွဲမိုဘိုင်းလင်းကျန်စတာ62လုံးကနေ63လုံးတတ်မယ်ကွာနည်းနည်းတော့ပြန်လန်းလာခုလည်းဒီမှာဂရင်းစတာဝယ်ထားတယ်နော်ခုထမင်းစားတော့မယ်ကြမယ်နော်ထမင်းညာကြံတဲ့ချင်းရဲ့ကြောက်ကြံတစ်လုံးရဲ့ငပီတောင်းလေးရဲ့โอเค fine မယ်ခု9:54ဆိုတော့9:54ပေါ့နော်2နာရီခုတော့ကောင်းပါပြီကျွန်တော်ကတော့ကျွန်တော်ရဲ့ဗီဒီယိုမှာတဘာဝကြကြကျွန်တော်အိမ်ထဲမှာအင်ချွတ်ပြီးနေပူတယ် sorry ထိုင်းနိုင်ငံရဲ့ရာသီဥတုကတော်တော်ပူတယ်ပူတော့ကျွန်တော်မတိမတာလေးဝါရတယ်ဗျာနည်းနည်းဝါရတယ်ဆိုတော့ထွေးမတရားတော့မခံစားနိုင်ဘူးရာသီဥတုကပြမယ်ခုဒီချိန်ဆိုတော်ပဲပြလေကွင်းညမှာဘလောက်ပူနေတယ်လဲ ဘောရဲ့ကျွန်တော် DLI ဒီကဒီလိုဆော့အောင်မှာ Mitri ကပုံမှန်တိုင်းပဲဆော့လို့ရနေရဲ့အချိန်ကြီးဗျာနော်ကျွန်တော် hero nature လေးပြန်သွားရင်အရင်မနေဘူးပြောလေကျွန်တော် Harry ပေးပြီးတော့ lane နိုင်ခွဲတော့ပါမယ်ထမင်းစားပြီးထမင်းစိတ်တက်နေပါပြီထမင်းစိတ်တက်နေပါပြီခင်ဗျာထမင်းစိတ်တက်နေပါပြီကိုတော့2:43ရှိပြီပေါ့နော်ကျွန်တော်တရက်တော့ပြည့်သွားရင်ဒါပေမဲ့တော်တော်ရေးချင်နေပြီကျွန်တော်လဲနေပူဆိုးတယ်ဗျာတိလားတင်ကြလို့နေပူရမထွက်နိုင်ဘူးကတော့အဲ့ချင်းတွေကျွန်တော်တို့အင်ဒိုနီးရှား MSN ဘွဲရဲ့ Team Liquid ID နဲ့ Define ဘွဲကြည့်မှာဖြစ်ပါတယ် ဘောကြီးတွေအဲ့လိုဆော့အောင်မှာ ပြောရမကောင်းတော့ဒီနေ့ကြိုက်
တငင်းကွက်ကြော်တငင်းကွက်ကြော်မဟုတ်တငင်းကြော်ဘိုက်စားလို့ထမင်းထပ်စားမရဒါမှမဟုတ်အိပ်ပျော်ပါလိမ့်မယ်ဒုတိယကြိမ်ထမင်းစားသုံးခြင်းလို့ပါတော့ပြမယ်နော်ပြအချိန်ကတော့ထိုင်းဆက်ရွန်ချိန်3နိုင်ခွဲသွားပြီเนาะဒီမှာတငင်းကွက်ကြော်ရယ်ငပီတောင်းရယ်ကြက်ဥရယ်ချင်းရယ်ဒါဒုတိယကြိမ်စားသုံးခြင်းပါဘုံကောင်းတော့အဲ့ချင်းခေချုံမရပဲမိုးရရွာတော့မရသေးဘူးသူကမှောက်မဲနေခေချိုးလိုက်ရတော့လမ်းသွားတယ်ပြမယ်တော့ဒါကျွန်တော်ရိုက်ထားတဲ့ဗီဒီယို footage တွေကိုစီမှာဖြစ်ပါတယ်ပေါ့နော်ဗီဒီယိုတွေကိုစီမယ်ကတ်ထဲမှာပေါ့နော်တော့မိုးရီရွာတယ်ကျွန်တော်ကော်ဖီကမကြိုက်ဘူးကြိုက်တော့ကျွန်တော်တို့မှာဒါကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်အစီပိုးတွေအစားပုတ်တွေအစားတွေပါနေရတယ်စားပြီးသွားလို့ရှိရင်ဝမ်းပုံမှန်သွားအောင်လုပ်ပေးရတာဒီကောင်ပါတောက်ရတဲ့ဥဒုကိုပြပါချောင်းလိုက်ထိုးပါခုချိန်တော့အဆင်ပြေနေသေးတယ်ချောင်းလိုက်ထိုးပါခုတော့တော်တော်အိတ်ချင်နေပြီတောင်းတောင်းနိုင်တဲ့ပုံစံမျိုးဖြစ်နေကိုလမ်းစားမှုဖြစ်အောင်စဉ်းစားလိုက်တော့ဘယ်လိုလမ်းစားအောင်နေရမလဲဆိုပြီးချက်ကြည့်တူမှာကျွန်တော်သွားရှာမယ်ပေါ့နော်ည7 နာရီထိုးပါပြီနောက်တော့စားမှဖြစ်ပါလေဒီနေ့ကတော့ခွေးပြဝတ်တက်တယ်လို့စားရဝယ်စားတာဖြစ်ပါတယ်ပြပါမယ်ဝက်ခေါင်းနဲ့ထမင်းနဲ့ဒါကွတ်တီခုကတော့ကျွန်တော်ကွတ်တီကိုစားမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတွေအားလုံးမှာကျွန်တော်စားတာတွေကြားကြပါတယ်ကွတ်တီကိုစားမှာဖြစ်ပါတယ်ကြားပါမယ်ကွတ်တီကိုဖြစ်ပါတယ်ခုဆိုရင်ည9 နာရီထိုးပါပြီခင်ဗျာဒါမှမပါမဖြစ်လိမ့်ဘူးချင်းနေမကောင်းတော့ခေါင်းလေးတော့ကိုက်ဒီကျုံးမလန်းတော့10 နာရီခွဲပါပြီပေါ့နော်10 နာရီအတိအကျပြောရရင်တော့22 နာရီ 33အခုကတော့17 နာရီခွဲသွားပါပြီအေးစီးပါပဲဘာမှတော့ထွေထူးတော့မရှိဘူးမျက်လုံးတွေတော့နေနေတာဒီတော့ပါကောင်းနေနေထုံနေမှားနေစကားပြောရတာစိတ်မပါတယ်လို့မျိုးဖြစ်တယ်ဒါပဲနော်တိတ်မကြံတော့ဘူးချိန်ရခုကတော့ည12 နာရီ45ရှိပြီပေါ့နော်မျက်လုံးတွေကတော့အဆင်ပြေတော့တော်တော်အိတ်ချင်နေခုနကအေးရောမုတ်တွေရောစားပြီးလှဲတော့မလဲတော့လှဲအိတ်ငိုက်လာလို့တန်းနေကတော့အဆင်ပြေလူနှုံးနာရီနေတာကြီးလောက်ပဲဖြစ်တာခုကတော့ည1 နာရီ 31ရှိပြီပေါ့နော်ဘိုက်စားလို့ကျွန်တော်ဓမင်းထပ်စားလိုက်တယ်မျက်လုံးကတော့ငကိုထပ်ပုံနေလာအဲ့ချင်းနေတာလွယ်ရင်တော့ကျန်တဲ့ဟာတွေအဆင်ပြေသွားပြီခေါင်းကိုက်တာတွေပါညာလည်းမရှိတော့အဲ့ဒါတော့အဲ့ချင်းတယ်ကိုကတော့2 နာရီထိုးသွားပြီပေါ့နော်36 နာရီပြီဖို့နိုင်ကွက်ပဲလို့တော့တယ်ကျွန်တော်တို့တော်တော်အိတ်ချင်နေမျိုးလုံးမဖွင့်နိုင်တော့ပြည့်နောက်နိုင်ကိုတော့တောက်ခံနိုင်အောင်မယ်လွယ်ဦးက24 နာရီမိတ်ဖက်နေဘူးရလေရင်လုံးကလေအဲ့လိုနေတော့အဆင်ပြေတယ်ခုကလက်မိကျော်သွားလို့လားမသိခေါင်းကိုက်လိုက်နာစီးလိုက်အိတ်ရှင်လာလိုက်
မေးချင်လိုက်ပြန်အာယုံနောက်တလို့ဖြစ်လိုက်စိတ်မပါတလို့ဖြစ်လိုက်ကိုယ်ကနား55ရှိပြီပေါ့နော်ကျွန်တော် second record ကိုအခုချက်ချင်းပြပေးမယ်နော်နား55ရှိပြီโอเคအခုတော့ဒါအချိန်ပြည့်သွားပြီပေါ့နော်ကျွန်တော်တို့ည2 နာရီ28ရှိပြီ36နာရီ challenge ဆင်ပြေတယ်လို့ပြောလို့ရပါမယ်ဒါပေမဲ့အေးမွားတဲ့လူတွေအားမရှိတဲ့လူတွေဒီလိုမျိုးဟာတွေစမ်းသပ်ချင်တယ်ဆိုရင် live မလုပ်ဖို့ပဲကျွန်တော်နေနဲ့အကြံဉာဏ်ပေးချင်ပါတယ်ကျွန်တော်ခါရပေါင်အေး4လုံးပြီးကြလို့ရှိရင် M150 3လုံးအနာပုံစီ4လုံးနော်ဒါတင်ဟိုအိမ်မငိုက်စင်မဲ့တံမြာသီးတွေအဆက်တွေအဲ့ဒါတွေလည်းအများကြီးစားတယ်ဂျားထဲမှာရေကြီးပဲရှိုးတာ9ကောက်10ကောက်လို့ရှိနော်အိမ်ထဲမှာပဲနေနေတာလမ်းလျှောက်လို့ရှိရင်မူးပြီးတော့ရိမ့်တိုင်ဖြစ်လာလို့โอเคဘဝမှာပထမဆုံးချဲလဲအောင်မြင်သွားပါပြီโอเคကျွန်တော်လည်းအဲ့တော့မှာဗျမနေ့ကမဆက်ပြောတော့